ဒီနေ့ကတော့ရန်ကုန်နာနီးနာ83မိုင်မှာရှိတဲ့ကိုယိုးမအဆက်ကကြောင်ညက်ဆိုတဲ့နေရာလေးကိုတွားခဲ့တာဖြစ်ပါတယ်။ဒီကတော့ကြောင်ညက်ရဲ့အဝင်ဝပါဒီမှာကြောင်နံရံတွေကအရန်ကိုလှပါတယ်ဒီနေရာတော်တော်လှတယ်ရန်ကုန်နယ်လဲနီးနာဆိုတော့လာကြတဲ့လူတွေလည်းနောက်ပိုင်းမှာများပါတယ်များတဲ့အလျောက်ဘာဖြစ်လဲဆိုတော့ထုံးစံတိုင်းပေါ့နော်ကြောက်တလောက်လှတဲ့နေရာနေမှာလက်ငိမ့်မနေချင်းငိမ့်မနေဟိုရှောက်ရည်ဒီရှောက်ရည်ဟိုရှောက်ချစ်ဒီရှောက်ချစ်ဟာတွေပေါ့နော်အဲ့ဒါရတော့ရုပ်ဆိုးပါတယ်ဒါပေမဲ့ဟိုအတွင်းထဲမှာတော့မရှိတော့ပါဘူးရာရဒီမှာရေကဒီနေ့ကမိုးမရွာဘူးရင်းနေရတော့ရှောက်ရွာရဲပေါ့နော်ဒီနေ့မိုးရွာမယ်ထင်ပြီးတော့မိုးကားတွေပါအကုန်ဝစ်လာကြပါတယ်မိုးကတစ်စက်မှမရွာတဲ့ပြင်နေရချစ်တော့ပူပါတယ်ဒါပေမဲ့ဒီတော့နေရာရအရင်လှပါတယ်တချို့ဟိုကြော်ခွပြီးတော့တက်တဲ့နေရာတွေကုန်းယုံပြီးဝင်ရတဲ့နေရာတွေတော့မရိုက်တော့ပါဘူးလို့ဆိုချီချော်လို့ပြုတ်ကြရင်ဖုန်းရည်တဲ့ပြုတ်ကြမှာဆိုလို့ပေါ့နော်တချို့ဟာလေးတွေကတော့မရိုက်ခဲ့ပါဘူးဒါလေးတွေကတော့အကုန်လုံးရှာသလောက်ရိုက်ခဲ့တာပေါ့နော်ငေါမခေါ်လာတို့ဘာအကြရဲဘာလို့အဲ့လိုပြောတဲ့လူတွေပြဖို့တော့ပေါ့ဒီကသွားတဲ့တောက်လျှောက်မှာအဲ့လိုမျိုးရီရတော့ရီတွေကိုပဲရှောက်အောင်ပါပါရီတွေကိုရှောက်အောင်ပါဆိုတော့ကိုသွားတော့အဲဒီ hiking boot စီးတာဒါပေမဲ့ဘလုံးမအဆင်ပြီးတော့တငယ်ချင်းရဲ့အင်အားဖက်နှက်ကိုငါးစီးလိုက်ပါတယ်ငါးစီးရလျောက်သူကအဲ့ဖက်နှက်တရံသူကအပိုက်ပေးလိုက်ပါတယ်အဲ့ကျိုးတိုင်းကိုဆိုတော့ဒီမှာယေဆုခံတဲ့ဖက်နှက်ဖြစ်ဖို့လိုတယ်နောက်ပြီးကျတော့ great ကောင်းတဲ့ဟာမျိုးပေါ့နော်အဲ့လိုဟာဆိုရင်တော့ပို့အဆင်ပြေမယ်ဒါအရန်လာကြည့်အောင်ဒီလိုရေကုန်တေးသေးလေးအများကြီးပဲရောအများကြီးပဲဆိုအရန်အများကြီးတော့မဟုတ်များတော့များတယ်အခုဒီမှာဒီနေရာဆိုလို့ရှင်လဲအမြင့်ဆိုလို့ရှင်လဲဒီကိုကတော့ဒီအောက်ကလေးတွေကနေပြီးတော့ကုန်းဝင်ပါတယ်ဒီနေရာဆိုလို့ရှင်လဲရေကနည်းနည်းနဲ့တော့ကြတော့အဲဒီလမ်းပြရဲ့ပေါင်ပေါ်ကိုနင်းပြီးတော့မှငွေကြိုးကိုဆွဲပြီးတော့မှထိန်းပြီးတော့ဆင်းရပါတယ်အဲ့လိုမျိုးအညိုးနဲ့သူ့ပေါင်ပုံနင်းတာမဟုတ်ပါဘူးနောက်မှဆိုရင်ဟန်ချက်ပြက်ပြီးတော့ချီချော်နိုင်လို့အဲ့လိုဆင်းရတာပေါ့နော်ဒါတွေဆိုလို့ရှိရင်လည်းအဲ့လိုပဲနည်းနည်းချော်နိုင်တဲ့နေရာလေးကြီးဆိုတော့နည်းနည်းအမြင်လေးတွေကတော့တွဲပြီးတော့တက်ကြရတာပေါ့နော်ဒါတော့ရတပင်အကြီးလဲနေတဲ့တနေရာပေါ့နော်ဒါတော့ဘာမှမဟုတ်ပါဘူးဒီလိုပဲနည်းနည်းမြောက်ဆန်ကြည့်ရပါလေမြောက်ဆန်ကြည့်တော်တဲ့ကိုလာတယ်ဆိုတော့ဒီရတာလေးတွေကိုခံစားခြင်းလို့ဒီလိုလောက်တာပေါ့နော်ဒီဘောမတက်လဲဘာမှမဖြစ်ပါဘူးမတက်ရှင်တဲ့လူမတက်ပါနဲ့အိုင်းတော့တက်ရှင်လို့တက်တယ်တက်ပြီးတော့ကြတော့နည်းနည်းလေးအလဲရလိုက်ကမြင်တာပေါ့နော်ဘာမှတော့မဟုတ်ဘူးဒါမှဒါဒီလိုမျိုးလာတယ်ဆိုတော့ဒီလိုလောက်ဖို့အတွက်ပဲလာတာအဲကြတော့လောက်တယ်ကွာဒါတော့ရေတကုံရောက်ပါပြီဒီနေရာလေးကအရန်လှတယ်အဝင်းဝါးနဲ့အဲ့အပေါ်မှာကပရန်ကြီးဆိုလို့ရှိရင်အရန်လှတယ်ဒါမိုးမရွာတော့ကြတော့ရေကအရန်ကြီးတော့မကြောက်ဘူးဒီအပေါ်မှာဆိုရင်စင်နေရေတောက်တဲ့ကန်နဲ့ရေချိုးတဲ့ကန်တွေဆိုအဲ့လိုရှိတယ်လို့တောင်ပြောတယ်ဒါတော့ရေကြတော့နေတန်းဒီကအေးစိမ့်နေတယ်အဲ့လိုဒီကြောက်သားနိုင်ရန်နေဆိုလို့ရှိရင်လည်းဒီမှာတချို့ရေစိမ့်နေတဲ့နေရာလေးရှိရပေါ့နော်အရန်လှတယ်ဒီနားတွေကရှယ်ဒါအကြီးတကွားနေပြန်လာပြီပြန်တဲ့တခြားပေါ့နော်ပြန်တဲ့လမ်းတလမ်းလာတော့တလမ်းပြန်တော့ဟိုလမ်းပြနေပြီးတော့နည်းနည်းနောက်တလမ်းကနေသူခေါ်တယ်ဒီနေရာတွေကတကယ်တော့အရင်ကတော့လူကျင်းကြက်လေးရှောက်နေရတာမဟုတ်ဘူးနော်အဲ့လိုမျိုးလူရှောက်လို့အဆင်ပြေတယ်လေလူတယောက်တည်းလားအရင်အခုဒီထဲမှာတော့အဲ့လိုအရင်ကျင်းပြီးတော့တကူစားပုံစံမျိုးတော့ဖြစ်နေဒါပေမဲ့အဲ့လောက်ကြီးတော့မကြောက်ဘူးအဲ့မှာဘာဖြစ်လဲဆိုတော့အဲ့မှာခြေခောက်ပြီးတော့လဲတဲ့အချိန်မှာအဲ့မှာမေးစီနဲ့ကြောက်ဆောင်နဲ့ချစ်မိသွားပါတယ်အဲ့မှာဒါဖြစ်ချင်းပေါ့နော်ဖြစ်ပြီးချင်းအဲ့ပုံစံလေးပေါ့ဒါတော့အဓိကအစိပ်ပိုင်းမှာအဓိကအစိပ်ပိုင်းဆိုအဓိကနေရာပေါ့နော်ဒီမှာတကယ်ချင်းရနေပြီးတော့အကုန်လုံးစီစဉ်လာတဲ့ဟင်းတွေဘဲဥငပြားရဲ့ဂျယ်လဖတ်တော့ငပီးတိုးစရာအစိုးအမချမောင်ကျော်မြင့်နဲ့အမကြသားကျော်နဲ့ရှေ့ပဲ
အဲ့မှာဝါရီဆွဲကြပါတယ်အဲ့မှာသမင်းကတော့ဒီရွာလူတွေလောက်ခိုင်းလိုက်တာပေါ့နော်အဲ့မှာစားတော့ပြီးတော့ကျတော့အမမေးစီကနားလာပါပြီဒဏ်ရာလေးကနည်းနည်းပေါ်လာပါပြီဒါပေမဲ့အေးဆေးပါဆက်လျှောက်ပါမယ်ဒါသမင်းစားပြီးတော့ပိုက်တင်းတင်းနဲ့နေရာလဲရမ်းပူနေတော့နောက်တနေရာကိုဒါဆက်သွားကြမှာဖြစ်ပါတယ်နေရပူနေဆိုပေမဲ့ဘောနော်နေလို့မရအောင်ချွေးတယ်ထွက်ပြီးတော့အဲ့လိုမျိုးပူနေရမျိုးတော့မဟုတ်သူကလည်းသူတောတောင်နေထားလေးရတော့အေးစင်းစင်းလေးပဲအဆင်ပြေတယ်ရှောက်လို့အဆင်ပြေတယ်ဒါနောက်ဆုံးတနေရာပေါ့နော်အဲ့တနေရာမှာနွယ်ကျိုးတွေကိုစီပညာလုပ်ပြီးတော့ကြတော့ဒါကအဲ့ရေချိုးမဲ့နေရာပေါ့နော်ရေစင်းကူးကြမဲ့နေရာပေါ့အဲ့ချောင်းကိုသွားကြတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ကတော့အဲ့မှာရေမကူးရဲလို့မကူးပါဘူးအဲ့လောက်လည်းမကျွမ်းကျင်တဲ့အတွက်ကိုကဝရေစိမ်ပြီးတော့ပဲရွာမှာရေချိုးပြီးတော့ပဲပြန်ခဲ့လိုက်ပါတယ်ဒီခီးစံဒါပါပဲ